ချင်လာတဲ့ကျွန်တော်တို့ရဲ့ဥက္ကံမျိုးကိုလက်တစ်ခေါက်လာရောက်ခဲ့ဖို့ဖိတ်ခေါ်တဲ့နဲ့တူမျက်စံတဲ့ကားလေးနဲ့လက်လိုလာခဲ့ပါပိုင်းညက်လေးကစောင့်နေမှာသဘာဝကိုချီကန်ထားတတမန်များလည်းရှိနေတာစသဘာများထွက်လို့သာဥက္ကံမျိုးကပါလွမ်းနေကိုစားစီထားတေးသမားတွေရဲ့မွေရဲ့မြေလေးပါကားတလေတာလေးတာလေစီချင်နေပြဖူးမျောလို့မစိုးဖျားကြီးကြောင်းတိုင်းမှာသမိုင်းဝင်းစီးများနဲ့လိုက်လို့ပူပေးမှာညနေစီသာစင်ရောလေးများပြန်ဝဲလို့သာတိုင်းလေးကြီးတက်တဲ့ခါတိုင်းကန်တဲ့ဘေးနာမှာတရားဝင်စိုက်ခင်များနဲ့ကြည်နူးလို့မဆုံးပါလာလဲကြည်ချင်းနေပြကျွန်တော်တို့မျိုးကဖိတ်ခေါ်လိုက်တယ်ဗျာ